ခေတ်သစ်လူဖွဲ့စည်းမှာကျွန်တော်တို့ဟာပိုကောင်းတဲ့ဘဝစီသွားတဲ့တကားတွေကိုအမြဲရှာနေကြပါတယ်ကောင်းတဲ့အကြောင်းကောင်းတဲ့အလုပ်ကောင်းတဲ့အိမ်အတွက်အဲ့ဒီတကားတွေဖြတ်တန်းပြီးနောက်မှာတော့နှလုံးသားဟာဗလာဖြစ်နေစေနဲ့နှမှုနေစေပါလောကရဲ့တကားတွေကကျွန်တော်တို့ကိုပင်ပန်းစေုံသာစစ်မှန်တဲ့ကျင့်တတ်မှုကိုမပေးနိုင်ပါဘူးတကယ်လုံခြုံရေးနဲ့ကြွယ်ဝချမ်းသာတဲ့ဘဝကိုအာမခံပေးနိုင်တဲ့ဘဝရဲ့တခုတည်းသော Master Door ကိုလိုချင်သူတွေအတွက်ယေရှုကငါသည်တကားဖြစ်၏ယောဟန်10:9လို့ကြေညာတော်မူပါတယ်ထိုအချိန်ကတရေလမှာတိုးချက်စားရာတိုးလိုက်တွေမှာတီးခြားတကားမရှိပါဘူး။ညရောက်ရင်တိုးထင်းဟာတိုးတွေရှေ့မှာလဲအိပ်ပြီးသူ့ကိုယ်သူအသက်ရှင်နေသောတကားအဖြစ်ဖြစ်လာခဲ့ပါတယ်။တာရဲကတိုးတွေကိုထိခိုက်ချင်ရင်ပထမတိုးထင်းကိုနင်းကြော်ရမှာပါ။တိုးထင်းဟာသူ့အသက်ကိုရင်းနှီးပြီးတိုးတွေကိုကာကွယ်ပေးတဲ့အကာအကွယ်ပါ။ယေရှုကငါသည်တကားဖြစ်၏လို့မိန့်တော်မူခဲ့တာဟာသူကိုယ်တိုင်ကျွန်တော်တို့အတွက်အကာအကွယ်ဖြစ်တော်မူမယ်ဆိုတဲ့ကြေညာချက်ပါ။အနေရကိုကျွန်တော်တို့အစားတားဆီးပြီးသူ့အသက်ကိုကျွန်တော်တို့အတွက်ပေးဆက်တော်မူမယ်ကတိပါ။လောကကအောင်မြင်မှုပျော်ရွှင်မှုကိုဖြည့်ဆည်းမှုတကားတွေနဲ့ကျွန်တော်တို့ကိုသွေးဆောင်ပါတယ်။ဒါပေမဲ့အပြစ်နဲ့တေခြင်းအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ကျွန်တော်တို့အတွက်အဲ့ဒီတကားတွေဟာနောက်ဆုံးလမ်းပိတ်ဆုံးပဲဖြစ်ပါတယ်။ကိုယ်အားနဲ့ကျွန်တော်တို့ဘယ်တော့မှအသက်စီရောက်တဲ့တကားကိုမဖွင့်နိုင်ပါဘူး။ဒါပေမဲ့ယေရှုသည်လက်ဝါးကပ်တိုင်မှာကျွန်တော်တို့အပြစ်တွေကိုဝန်ခံပြီးကျွန်တော်တို့အစားတေဆုံးကထမြောက်တော်မူခြင်းအဖြစ်တေခြင်းတကားကိုချိုးဖျက်ပြီးအသက်တကားကိုကြဲကြဲဖွင့်လှစ်တော်မူခဲ့ပါတယ်။ယခုယေရှုသည်ကျွန်တော်တို့အတွက်တခုတည်းသောကယ်တင်ခြင်းတကားထာဝရအသက်စီဥတည်တဲ့ထွက်ပေါက်ဖြစ်လာတော်မူပါပြီ။ယေရှုကငါသည်တိုးများကိုအသက်ရှိစေရန်နှင့်ပုံမွေကြွယ်ဝစေရန်လာခဲ့သည်ယောဟန်10:10ဟုမိန့်တော်မူပါတယ်။ဒီမှာပုံမွေကြွယ်ဝစွာပရိစ္ဆေဆိုတာရုပ်ဝတ္ထုကြွယ်ဝမှုမဟုတ်ပါဘူး။လောကကဘယ်တော့မှမပေးနိုင်တဲ့စိတ်နှလုံးငြိမ်သက်မှုဒုက္ခထဲမှာတော့မတုံမလှုပ်တဲ့ဝမ်းမြောက်မှုအပြစ်ခွင့်လွတ်ခြင်းရရှိတဲ့လွတ်မြောက်မှုနဲ့ဖခင်သခင်နဲ့နှဆိုင်တဲ့ဆက်ဆံရေးဒါကယေရှုပေးတော်မူတဲ့ကြွယ်ဝသောအသက်ပါ။ချစ်ရတဲ့ညီကိုမောင်နှမတို့အခုထိအချီးနှီးတကားတွေခောက်နေရင်ပင်ပန်းနေကြပြီလား။အဲ့ဒီတကားတွေကကျွန်တော်တို့ကိုအပြည့်အဝတာဝန်ယူနိုင်မှာမဟုတ်ပါဘူး။အခုရက်တန့်မှာသင်တို့အတွက်အသက်ပေးဆက်ခဲ့တဲ့ယေရှုခရစ်ဘဝရဲ့ Master Door ရှေ့မှာရက်လိုက်ပါ။အဲ့ဒီတကားကိုဖွင့်ပြီးဝင်ရောက်တဲ့အချိန်မှာသင်ဟာယေရှုကာကွယ်ပေးတဲ့သူဖြစ်လာပြီးစစ်မှန်တဲ့အသက်ကိုခံစားရတဲ့ဖခင်သခင်ရဲ့သားသမီးဖြစ်လာပါလိမ့်မယ်။ဒီနေ့သင်ဘဝမှာအကောင်းဆုံးထွက်ပေါက်နဲ့ထာဝရအသက်ရဲ့အစဖြစ်တဲ့အဲ့ဒီတကားကိုမဖွင့်ပါဘူးလား။ယေရှုကိုတင့်တယ်တင်ရှင်အဖြစ်လက်ခံဖို့ကျွန်တော်လေးနဲ့စွာဆုမတောင်းပါတယ်။